ဒီနေ့ကျွန်တော်25နှစ်ပြည့်ခဲ့ပြီဘဝဆိုတာခီးတစ်ခုဆိုရင်ကျွန်တော်လွန်ခဲ့တဲ့25နှစ်ကစတင်ထွက်ခွာခဲ့တယ်တခါလေမြန်ဆန်ခဲ့တယ်လို့တခါလေကြောက်လည်းမောဟရက်တန့်နေခဲ့ဘူးတယ်အတက်ကြတွေအနှိမ့်မြင့်နေကြမှာဒီနေ့တော့ကျွန်တော်ရဲ့မွေးနေ့လေးကိုတယောက်တည်းဖြတ်တန်းကြည့်ကျင်ခဲ့တာပါအသက်25နှစ်ဆိုတာငယ်သေးတယ်လို့ပြောလို့ရတယ်လို့အများကြီးရင့်ကျက်လာရတဲ့အရွယ်လေးဖြစ်တယ်အောင်မြင်မှုတွေနောက်ကိုအသေးအတန်လိုက်ခဲ့ဘူးတလို့ဆုံးရှုံးမှုတွေကြားမှာလည်းအချိန်တော်ကြာအောင်ငိုကြွေးခဲ့ဘူးလေဒါပေမဲ့အဲ့ဒီဒဏ်ရာတွေကပဲကျွန်တော်ပို့ပြီးတော့တန်မာတဲ့လူတစ်ယောက်ဖြစ်အောင်ထုစစ်ပေးခဲ့တာပါအသက်25နှစ်ပြည့်လာတဲ့အခါမှာတော့ကျွန်တော်ဟာအရာရာကိုအတင်းကျပ်ပိုင်ဆိုင်ခြင်းစိတ်ထက်ရရှိထားတဲ့အခိုက်အတန့်လေးတွေကိုပဲတန်ဖိုးထားတက်လာတယ်လောကကြီးကဘလို့ပဲခက်ခဲနေပါသည်ကိုချစ်ဖို့နဲ့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖန်တီးဖို့ကျွန်တော်မေ့မှာမဟုတ်တော့ဘူး